ကျွန်တော် Linux networking သင်ခန်းစာမှာ server တွေကို IP static ပေးတဲ့အခါမှာကိုယ် network ရဲ့ gateway ကိုသိဖို့ဆိုတာလည်းအရင်အရေးကြီးပါတယ်အဲ့တော့ IP တွေကို static ပေးတဲ့အခါမှာဒီ gateway ကိုသိမှသာလျှင်ကျွန်တော်တို့ static ပေးလို့ရမှာအဲ့တော့ကျွန်တော်တို့လက်ရှိ DHCP connection တစ်ခုကိုဒီ server တစ်လုံးကရနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ် gateway ကနေပြီးတော့ဖြတ်လာတာလဲဆိုတာသိနိုင်တယ်ကျွန်တော်တို့ဘယ် gateway ကထွက်မှာလဲဆိုတာကိုသိနိုင်တယ်အဲ့တော့ network မှာက incoming outgoing နှစ်ခုရှိတာ哦เนาะအဲ့တော့ transmit တို့ receive တို့ဒါတွေကသဘောကအတူတူပဲအဲ့တော့ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ network မှာကျွန်တော်တို့ဘယ် gateway ကနေပြီးတော့ pass ဖြစ်ပြီးတော့လာတာလဲဆိုတာကျွန်တော်ဒီနည်းတိုင်းကြည့်လို့ရတယ်ပေါ့နော် okay အဲ့တော့ကြည့်လိုက်အောင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒါကကျွန်တော်ရဲ့ Linux server ပေါ့အဲ့တော့ company တွေပဲဖြစ်ဖြစ်ရုံးတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီလိုမျိုး enterprise level မှာဆိုလို့ရှိရင်ကျွန်တော်တို့ server တွေကို IP static ပေးလေးရှိတယ်ဒီချိန်မှာ static ပေးတဲ့အခါမှာ gateway ကြည့်တတ်အောင်ဒါပြပြပေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့ gateway ကြည့်အောင် ARP-A ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခဏနေလို့ရှိရင်သူက scan လုပ်ပြီးတော့ကျွန်တော်တို့ gateway output ကိုပြပြပေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ gateway ကကျွန်တော်တို့ဒီ gateway ကနေပြီးတော့ကျွန်တော်တို့ pass ဖြစ်ပြီးတော့ external network ကိုထွက်တာ external network မှာရှိနေတဲ့ client တွေကကျွန်တော်တို့ server တွေကိုရောက်လာတာဒါမျိုးပေါ့နော် okay ဒါဆိုရင်တော့တခုရသွားမယ်လို့မျှော်နေပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ